Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့တနာဆရာကောင်မလေးတယောက်ရဲ့အကြောင်းလေးတက်ဆက်ပြမှာပဲဖြစ်ပါတယ်။ဟာငါကြောင်းတောင်ရောက်ပြီပဲငါကြောင်းခန်းနဲ့သွားမယ်ငါကြောင်းနောက်ကျနေပြီထင်ပါတယ်လေ။ငါကြောင်းခန်းနဲ့မြန်သွားမယ်။ဟိုရှိဆိုငါတို့ရဲ့ကြောင်းခန်းနဲ့ရောက်ပြီဆိုတော့ငါမြန်ပြေးမရမယ်။မောင်ငါတို့ခန်း။ဆရာတောင်ရောက်နေပြီ။ဆရာသမီးနည်းနည်းနောက်ကျသွားလို့တောင်းမှမှာနော်။အော်အေးရတဲ့သမီးသွား။ငါထိုင်မှရမယ်။သူဟာအရန်ကိုစာတော်တာဖြစ်တာမလို့ဘသူမှသူ့ကိုမပေါင်းကျင်ကြဘူးတဲ့စာတော်တာဖြစ်တာမလို့ဘသူမှသူ့ကိုမပေါင်းကြဘူးတဲ့ဒါပေမဲ့သူကတယောက်ထဲလဲနေပါတယ်ဒါပေမဲ့သူ့မှာအကောင်းဆုံးတငယ်ချင်းလီလီရှိခဲ့တယ်တဲ့အဲ့တငယ်ချင်းလီလီကသူ့နားမှာပဲအမြဲပဲနေပေးခဲ့တယ်တဲ့သူ့ကိုလိုက်ပြီးတော့တွေ့တက်နေတဲ့တငယ်ချင်းနှစ်ယောက်လည်းရှိတယ်တဲ့ဆရာသမီးထွိုင်းနဲ့သွားခြင်းလို့အော်အေးသွားဟဲ့တငယ်ချင်းငါ့ကိုထွားနေလေးလိုက်ကိုပါမလိုက်ပါဘူးနင်းကိုနေသွားပါလားနင်းကိုနေထွားလိုက်တော့ငါနဲ့ဘာဆိုင်လို့လဲအေးပါငယ်ချင်းရင်သူဟာစိတ်မကောင်းဖြစ်ပြီးတော့သူတယောက်တည်းပဲထွားလိုက်ကိုထွက်လာကြပါတယ်သူတငယ်ချင်းလီလီကိုခေါ်ဖို့တွက်ကကြတယ်သူတငယ်ချင်းလီလီဟာစားကြက်နေတာဖြစ်တယ်မလို့အာယုံနောက်မှာဆိုလို့မခေါ်ခဲ့လိုက်ပါဘူးငါထွားနေလဲပြီးဆိုလက်ဆေးရမယ်ရှင်ကလက်ဆေးပြီးဆိုငါကြောင်းခွန်းသွားမယ်သွားမယ်ကဲခုငါဆရာပေးတဲ့စာတွေကိုငါပြီးအောင်လုံးမရမယ်စာမေးပွဲလည်းနီးပြီဆိုတော့ငါပြီးအောင်လုံးမရမယ်ခုကငါပြီးပြီဆိုတော့စာလေးတွေကိုနည်းနည်းပပလောက်တွေးလိုက်ပါအောင်မယ်စာမေးပွဲမှာငါအောင်မဖြစ်မယ်ဆရာမလည်းမလာသေးဘူးလားမသိဘူးဆရာမချိန်ရောက်ပြီနေ့ဆရာမအင်စာပေးထားတာပဲဆရာမမလာသေးဘူးဒီနေ့စမကြားလိုက်တာစမအေးဟဲ့မဆမလာပြီပဲဆမဆိုပြီးတော့ငါပြောမှာဟုတ်တယ်ဆမငါဒီနေ့အင်စာပေးခိုင်းထားလေဆမမေးနေရပဲငါပြောမှရမယ်ဟုတ်တယ်တာသမီးတို့မင်္ဂလာပါနော်ကဲမင်္ဂလာပါဆမအင်စာပေးလိုက်တယ်လေဆမမင်းလို့သမီးကပြောပြရတာအော်အေးသမီးဟဲ့ကောင်မရဲ့ဆရာမသူ့ကိုတူအိမ်စာပေးဖို့မေ့နေတဲ့ဟာအဲ့ကောင်မဘာလို့အရစ်ရှည်ပြီးတော့ပြောလိုက်မှမသိဟုတ်ပါကောင်မရဲ့စောင့်မြင်ကက်စီအိုင်ဟုတ်တယ်ခေတ္တဆိုတော့ဒီတို့ဆရာမစာမေးမယ်နော်ဟုတ်ကဲ့ပါဆရာမငါတို့စာမေးရတာ तू မသိဘူးလားမသိဘူးဟဲ့ဟုတ်ပါအေးကောင်မကဲဆရာမလည်းမေးမယ်ဆိုလည်းမေးမယ်ပေါ့ညနေကျမှငါတို့သူ့ကိုပညာလေးနည်းနည်းပလောက်ပြလိုက်ကြမယ်အေးဟုတ်တယ်ဒါမှ तू မှတ်မှာလေဟုတ်တယ်ညနေရောက်တော့ခါဟဲ့ကျောင်းစမိပဲငါသွားမရမယ်လာကျောင်းစမိဆိုငါတို့အိမ်ပြန်ကြမယ်လာဒါကတော့သူ့ရဲ့အကောင်းဆုံးတငယ်ချင်းလီလီလို့ခေါ်ပါတယ်ကဲသွားမယ်ကဲတမင်ငါရှုပ်ပေါက်ချင်လိုက်တာငါထွားရလေခဏလောက်သွားလောက်မယ်အော်အေးငါထွားနေသွားမှညမှာငါရှုပ်ပေါက်ချင်လိုက်တော့ဟဲ့တငယ်ချင်းတို့လမ်းလိုက်တာဟဲ့ကောင်မနက်ကငါတို့စာမရတာနင်ဆရာမအိမ်စာပေးဖို့မင်းနေနေဘာလို့သွားပြောလိုက်တာလဲမဟုတ်ပါဘူးတငယ်ချင်းတွေနင်တို့စာရအောင်လို့ငါသွားပြောလိုက်တာပါငါတို့စာမရတာနင်မသိဘူးလားမသိလို့ပါတငယ်ချင်းတွေနောက်ခါကျရင်ငါအဲ့လိုမလုပ်တော့ပါဘူးတောင်းမှမာတယ်တောင်းမှရုံနဲ့ပြီးမလားနောက်ခါကျရင်အဲ့လိုမလုံးနဲ့နော်ဆရာမအင်စာမေးနေတယ်လို့ထားငါတို့ပြောမယ်ဟုတ်ပါပြီတငယ်ချင်းတို့နောက်ခါငါအဲ့လိုမလုပ်တော့ပါဘူးအေးဒါဆိုလဲနေသွားတော့နောက်ခါကျရင်အဲ့လိုလုပ်လို့ရတော့ငါတို့နဲ့တွေ့မယ်နော်ဟုတ်ပါပြီငါသွားမရမယ်ငါတငယ်ချင်းအဲ့ဒါတွေပြောပြလို့မဖြစ်ဘူးကဲလာတငယ်ချင်းငါအိမ်ကိုပြန်ကြမယ်လာတော့မလားငါကဟိုနားမှာပဲရက်ထားတာလာမလေးနေအောင်ကားလေးအေးပါလာတော့ကြမယ်တော့မယ်နင်ကအဲ့ကားလာအေးလေမိုက်တယ်နော်နင်ကအေးနေမမြင်ဘူးလားကြာနာနေရလေအေးပါလာငါတို့တော့ကြမယ်နင်အိမ်ကဝေးလာကြောင်းလဲဆိုတိတ်တော့မဝေးပါဘူးကားနဲ့သွားရင်တော့ခဏလေးပဲတိုင်းသွားရင်တော့နေ့တော့ကြာတယ်လမ်းလျှောက်သွားရင်တော့အကြာကြီးပဲကားနဲ့သွားရင်တော့နီးလေးပဲစပိန်နဲ့သွားရင်တော့ငါမပြောတတ်ဘူးဆိုင်ကနဲ့သွားရင်လည်းမြန်တယ်ဤပါဒါဆွေငါတို့သွားမယ်သူတို့သွားတဲ့အချိန်ကညနေဆောင်နေပြီဖြစ်တာမို့လို့သူတို့ကအိမ်ကိုအမြန်ဆုံးပြန်လာခဲ့ကြပါတဲ့ကဲသွားမယ်ဟ
ဟိုနားလေးဆိုငါတို့အိမ်ရောက်ပြီလေအဲ့လိုနဲ့မောင်းလာရင်သူတို့အိမ်နောက်ရောက်ခဲ့တယ်တဲ့ရေလာဟိုအပေါ်မှာငါအိမ်လေးဟလာနဲ့အိမ်ရမလိုက်တာအကြီးပဲနော်အေးကြီးမှာပေါ့ငါကောင်းတဲ့အင်ဂျင်နီယာတွေရှာထားတာကိုအေးပါဝါနဲ့တိုက်ကြအကြီးပဲအားကြလိုက်တာငါလည်းဒီလိုတိုက်ကြီးနဲ့နေချင်လိုက်တာနေချင်နေငါအိမ်မှာလာနေလေညာလဲဘာပြောနေမှမသိဒါနဲ့အိမ်ဒါဟုတ်တယ်လေဝါပန်းပင်နေရမိုက်တယ်နော်အေးမိုက်မှာပေါ်ငါအိမ်ကဟင်ကဲလာဒါနဲ့အိတ်တဲ့အခါလားမဟုတ်ပါဘူးငါအပေါ်တက်မှာအိတ်တာလေဩဟလာအပေါ်တက်ကခါပုံမိုက်တယ်ဟဲ့ဟလာကဲလာငါတို့အပေါ်တက်ကိုသွားကြမယ်လာငါအလုပ်လေးနေထုံလို့ငါစားရမပြီးတယ်လို့ငါစားလောက်အောင်မှာအေးပါကဲခုကငါတို့ရေသွားချိုးကြမယ်လေကဲလာဟဲ့ရေမချိုးနဲ့ငါတို့ရေကူးရအောင်နင်းအိမ်ကရေကူးကညအကြီးပဲဆိုကူးလို့ကောင်းမှာလို့ပါအေးပါငါရေကူးမယ်လို့ပြောတာပါအေးပါဒါဆိုရင်လည်းငါတို့ရေသွားကူးကြမယ်လာနင်းငါအိမ်ကိုတခါမှမမြင်ဘူးတဲ့ပုံစံပဲနော်အေးလေမမြင်ဘူးပါဘူးဒါဘာရောငါလာဒါအိယာလေအိယာဒန်းလိုမျိုးအိယာလေငါဆိုအမြဲနေ့လည်နေခင်းရတဲ့ဥဒုတရိုင်းနေဆိုငါဆိုဒီပေါ်မှာအိမ်နေကြဟလာမိုက်တယ်နော်တောင်းပရကြငါနဲ့အိမ်လားလဲခဲ့မယ်အေးပါဝါရေရမိုက်တာပဲနင်အပြေရွေးနော်အေးမိုက်မှာပေါ့ရေလေးကလည်းအင်းနာပဲနော်အေးဟုတ်တယ်အေးမလာဟဲ့နေဘလို့လုံလာတော့ရေပေါ်မှာမတ်တက်ရနာနဲ့ရက်နိုင်လို့လားရက်နိုင်တာပေါ့ငါအိမ်မှာဆိုဒီလိုကူးနေကြကဲလာငါတို့ဒီနားလေးမှာခဏလောက်ထိုင်ကြမယ်လားနင့်အိမ်ကအကြီးပဲမိုက်လဲမိုက်တယ်ငါနောက်ခါကျငါနင့်အိမ်မှာပဲလာနေတော့မအေးဟုတ်ပါပြီနင့်အိမ်ကမားလိုက်တာဘဒူတွေစောက်ထားတာတော့ဘလို့အင်ဂျင်နီယာမျိုးတွေများစောက်ထားမှမသိအော်ငါအိမ်ကနမဲကြီးအင်ဂျင်နီယာတွေစောက်ထားလေအော်ဟလာအဲ့အကြောင်းမလို့အင်းကြီးကလှပနေရပဲဒီအိမ်ကနင်းကိုယ်တိုင်ရွေးထားလားဟုတ်တယ်နင်ရွေးလဲရွေးတတ်တယ်နော်ဟုတ်တယ်လာငါတို့အေးပတ်လိုက်မယ်ငါတို့အိမ်ထဲဝင်ကြမယ်လာဟုတ်ပြီတကယ်ချင်းသမီးနေရင်အယောင်မမိုက်တယ်ဟဲ့တော့တကယ်ချင်းဘေးရောက်နေမှမသိဟဲ့တကယ်ချင်းလာနေအပေါက်လေးတောင်ဝင်နေမလားမဟုတ်ဘူးနေအိမ်ကမိုက်လို့ငါအပြင်ဘက်ကိုကြည့်နေတာဟဲ့တော့လာဆိုလဲမလားလာမှာပါတကယ်ချင်းနေအိမ်ကမိုက်လို့ကဲအခုအပေါ်တက်ကိုရောက်ပြီဆိုတော့ငါအင်ကြီးဝတ်စားလဲမယ်နေရရမိုက်တယ်မိတ်ကပ်ပြင်ပစ္စည်းလည်းအရင်စုံနေနော်စုံမှာပေါ့ငါအများကြီးဝယ်ထားလေသူကအယောင်မှချမ်းသာပါတယ်အခုကငါတို့စားသွားစားကြမလားကဲလာငါစားမယ်အဲ့ဆိုနေခဏလောက်ထိုင်ဆောင်နော်ဟဲ့တငယ်ချင်းမပြီးသေးဘူးလားနေရလဲကြားလိုက်တာအေးပြီးတော့မှာပါငါအရွယ်လိနေလို့ပါနေရလဲဟင်းချက်တာတော့ကြာမှာပေါ့အေးပါဒါဆိုလဲမြင်လောက်ငါစားခြင်းနေနင်းလိုက်ရအောင်ငါတခါမှမစားဘူးအေးပါဒါဆိုလဲမြင်လောက်တော့ငါဘိုက်ကစားလာပြီအေးပါလိုက်ကဲစားမယ်နော်လာပါတော့အမတော့ပြီးပြီလားစားမယ်ဝါနင်းလိုက်ရအရင်စားကောင်းတာပဲနင်ဘေးစားဝယ်ရတော့ဟင်းရက်တယ်ငါလက်ဆက်တဲ့ဟင်းရက်တွေပဲဝယ်တာဟင်းရက်တော့လက်မဆက်ရင်လေငါကစက်ပြာနဲ့တိတ်ချာလေး10ခါလောက်ဆေးပြီးမှငါလှုပ်တာပြီးငါဟင်းကိုလေကောင်းလေးချက်တာဟလာတကြနင်းလေးစားကောင်းနေတာပဲနောက်ခါကျရင်ငါနင်းအိမ်မှာပဲထမင်းလာစားတော့မယ်အပူတွေနော်နေရလဲဟုတ်ပါပြီနင်းလိုက်ရစားကောင်းနေပြောတာမြင်ရလဲနော်အေးပါဒါစားစရာရှိရစားပါအေးစားကောင်းလေနောက်ခါလာစားလဲငါလှုပ်ကြည့်မယ်လာငါတို့ခုကတော့အပေါ်တက်ကိုသွားမယ်ငါအလုတ်လေးလောက်အောင်ငါနည်းနည်းမပြီးသေးလို့ငါအပေါ်တက်ကိုသွားလိုက်မယ်အေးနင်ကအလုတ်တွေပေါ့မဟုတ်ဘူးလေကျောင်းစားတွေကျောင်းမှာလောက်ကားတဲ့စာရုပ်တနေ့ငါမှတ်ထားလေအော်ဟလာအေးပါအဲ့ဆိုရင်ငါဒီမှာလောက်လိုက်အောင်မယ်နော်အေးကဲလောက်လိုက်ပါအောင်ပါဒီနေ့ကျဲမဲ့ဟာတွေအများကြီးပဲကဲငါလောက်ပြီဆိုတော့တကယ်တော့လည်းပဲဟဲ့တကယ်ချင်းနင်ဘီယိုလေးဝင်ဘာလုပ်နေရတော့နင်အိမ်ကအရမ်းမိုက်တော့ငါဘီယိုလေးလေဝင်ကြည့်ရပါအေးဟုတ်ပြီဒါဆိုလဲအိတ်ကြမယ်လာအိတ်ကြမယ်မနေ့ရရင်နောက်ထပ်ဗီဒီယိုလေးဆက်ရပေးပါမယ်ရှင်မနေ့ရောက်တော့အခါ
ကဲမနဲ့လည်းရပြီဆိုတော့ငါရေတော့ချိုးလောက်မှတငယ်ချင်းရေအေးနင်ကဘာလုပ်နေတော့နင်ပစ္စည်းရမိုက်လို့ငါကြည့်နေတာအေးတွားလည်းငါအိမ်ကိုမရောက်ဘူးကကြာတာပဲငါရေချိုးလိုက်ပါအောင်မယ်ဟဲ့ဒီနေ့ရေကအရင်အေးတာပဲဘာလို့လဲမသိဒီနေ့မနက်ကအရင်အေးလို့နေမှာပါလေတော်မယ်ဒီကောင်မလေးကအရာဟိုမှာစိတ်ထားကောင်းခဲ့တယ်တဲ့သူ့ကိုဘဒူကကဲ့ရဲ့နေသူကဘာမှဂရုမစိုက်ပဲနဲ့သူကစိတ်ထားကောင်းပါတယ်ဟဲ့အဲ့ဆိုဒါဆိုငါဝယ်စားရဲလာမှာဟဲ့နင်ကမြင်လုံတော့အရာအေးရနေအေးပတ်လိုက်ဦးမယ်အေးပါငါနေတိုင်းဒီလိုလုံနေကြပါအေးဟုတ်ပါပြီညဆိုလဲမြန်ဝက်အေးတယ်ဒီနေ့ရဒီဥတူကကဲဝက်ပြီးတော့ငါအပြင်ဖြူလေးကိုတွားကြည့်လိုက်ဦးမယ်အေးပါနင်မကပစ္စည်းရတော်ဆုံးတာပဲစုံမှာပေါ့ကဲဒါဆိုငါအဲ့အပြင်မကိုတွားကြည့်လိုက်ဦးကဲသွားမယ်ဒီအပြင်မကဘီဝရှယ်လာတော့နိမနကအေးလို့လားမသိအပင်လေးလည်းစင်းလန်းတာပဲသွားမယ်ဟဲ့တငယ်ချင်းငါတို့ခုကျောင်းသွားကြမယ်သွားမယ်ကဲတငယ်ချင်းငါတို့ကျောင်းသွားဖို့ငါမနက်စာစားကြမယ်အေးဟဲ့နိမနက်စာလည်းကောင်းတယ်နော်ကောင်းမှာပေါ့ငါရှေ့ချက်ကြွေးရအောင်အေးပါခွာငါတို့ကျောင်းသွားဖို့ကျောင်းသွားမယ်ငါကားလေးဘယ်လိုလုပ်လိုက်တာလဲငါကားဆောင်ထိုးဖြစ်သွားပြီတငယ်ကြီးကငိုမနေပါနဲ့ငါလည်းနေကားဖြစ်လို့ငါလည်းခံစားပါတယ်သူတို့ဟာငုံကကန်ဆိုးတဲ့ကကြမရင်းနဲ့ပဲတွေ့ရလို့ဖះเจ้าမှာသွားကြော်ကြတယ်အပြန်မှာတော့သူတို့ရှိမှနှစ်သမီးလေးတစ်ပါးပေါ်လာခဲ့တယ်ဟဲ့အမကဘာတူလဲငါနဲ့သမီးပဲနေလိုချင်တဲ့ဆန္ဒကိုငါစီမှာတောင်းလို့ရတယ်အဲ့ဆိုရင်ကျမကိုလေတငယ်ချင်းတွေကချစ်ခက်ပေါင်းကြပြီးတငယ်ချင်းတွေကကျမကိုမမုန်းသီးပဲနဲ့ချစ်ခက်ကပေါင်းမဲ့စိတ်လေးလိုချင်ပါတယ်အေးဒါဆိုရင်နင်เจ้าကိုသွားကြည့်လိုက်နင်ဆန္ဒတွေပြေဝသွားပြီဟုတ်ကဲ့ပါအမရေဟုတ်ကဲ့ပါနဲ့သမီးလေးရေအဲ့လိုနဲ့ပဲနဲ့သမီးလေးကပျောက်ကွယ်သွားခဲ့တယ်ဟဲ့နဲ့သမီးလေးဘယ်ရောက်သွားဒါဆိုငါတို့ကျောင်းကိုတွားကြည့်မှရမယ်လာသမီးလေးပြောတဲ့ဟာတွေကတကယ်ဖြစ်လောက်တယ်ဟဲ့ဟုတ်လောက်တယ်လာငါတို့ကန်ကျိုးတဲ့ကကြမရင်းနဲ့ပဲဆောင်ပြီးတော့ငါတို့ဖះကျောင်းသွားတာဆိုတော့လေကလာသွားကြမယ်ဟိုရှိမှမီနာပဲမီနာရဲ့ရှိမှငါတို့လမ်းလျှောက်ကြည့်ရဟဲ့တငယ်ချင်းဟင်ဒီနေ့နည်းနည်းနောက်ကြရနော်ငါမနေ့ကနစ်စီပြောမိသွားတယ်စကားတွေလည်းတောင်းမှန်ပါတယ်အေးရပါတယ်တငယ်ချင်းချစ်ချင်းပဲသူဟာအယောင်အံ့ဩသွားခဲ့ပါတယ်တဲ့အဲ့ဒါတငယ်ချင်းရင်ငါတို့တွေ၃ယောက်တူဒီနေ့မှာခက်ချစ်ပေါင်းကြရအောင်အေးပါဟင်ကဲလာနေ့ကပြောမယ့်စကားတွေအတွက်တောင်းမှန်နေနော်ဒီလိုနဲ့ပဲသူတို့ဟာတငယ်ချင်း၃ယောက်ဖြစ်သွားခဲ့တဲ့အဲ့ကြောင့်သူတို့ဟာချစ်ခက်နဲ့နေထိုင်ကြတဲ့ဒီလိုပုံမြင်လေးတွေကိုကြည့်ကြရင်တော့ဒီဗီဒီယိုလေးကို like and subscribe လေးလုပ်ခဲ့ပေးပါဦးနော်အားလုံးပဲဘိုင်ပါ